ကားကောင်မှန်ကြတယ်ဘွေရောအားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ကတော့ပန်းကော်ပီစိမ့်ကိုကြော်စားမှာပေါ့နော်ပန်းကော်ပီစိမ့်ရဲ့စက်သားရဲ့အာလူရဲ့ခါရဲလောက်ထားတာပေါ့နော်ဒါလေးကတော့စက်သားရဲ့အာလူရဲ့မဆလာလိုမျိုးချက်ထားတာတော့ရပါပြီဒါလေးကတော့ပန်းကော်ပီစိမ့်ဖြစ်ပါတယ်အားလုံးပဲသမီးစားကြပါခင်ဗျကဲဒီညနေကတော့ဒါတော့ပန်းကော်ပီစိမ့်ကြော်ပေါ့နော်ဒါတော့ခါရဲပေါ့နော်တော့ဆိုရင်ပေါ့မဆလာနဲ့အာလူနဲ့စက်သားချက်ထားတာပေါ့နော်ကဲစားကြပါခင်ဗျလောကပြန်လာပါစားနဲ့ဆွဲအောင်ပေါ့နော်မှန်ရောစားကြပါဦးဦးရေဒီချိန်ကလို့ရသူဆိုရင်ပန်းကော်ပီစိမ့်များစားတော့များစားရင်အားရှိနော်ဆိုတော့စိတ်မရှိဘူးเนาะကောင်းရခင်ဗျအားလုံးကျေးဇူးတင်ပါတယ်နောက်မှတွေ့ကြမယ်နော်ဘိုင်ဘိုင်